နောက်တစ်နေ့မှာတော့ရဲဌာနတစ်ခုလုံးကကားမီးလောင်မှုနဲ့ပတ်သက်ပြီးတန်တရားဖြစ်เสียချက်တွေအများအပြားတွေ့ရှိခဲ့ရတဲ့အတွက်ကြောင့်ထိုကားနဲ့ပတ်သက်ပြီးတဲလွန်စတွေရအောင်တစ်မျိုးလုံးကိုလိုက်ပတ်ပြီးစုံစမ်းကြပါတော့တယ်။အချိန်အတော်ကြာစုံစမ်းပြီးတဲ့နောက်မှာတော့ဝက်ရှော့တစ်ခုသို့ရောက်ရှိခဲ့ပါတယ်။ကံကောင်းတာကတော့ထိုကားနဲ့ပတ်သက်ပြီးသတင်းအချက်လက်တွေကိုသိရှိရပါတော့တယ်။ထို့အတွက်ကြောင့် ACB အကြီးအကဲဖြစ်တဲ့ဦးမင်းမောင်ကိုအကြောင်းပြန်ပြီးအလုတ်သမားကိုစစ်မေးကြပါတော့တယ်။ဝက်ရှော့အလုတ်သမားကထိုမီးလောင်မှုဖြစ်သွားခဲ့တဲ့ကားကိုသူတိကြောင်းနဲ့ထိုကားကိုလူရည်တန်းတစ်ယောက်ကစီးလာပြီးသူတို့ဝက်ရှော့မှာလွန်ခဲ့တဲ့တစ်ပတ်လောက်တည်းကပြုပြင်ရန်အပ်ခဲ့ကြောင်းထို့နောက်လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲည10 နာရီသို့မဟုတ်10 နာရီခွဲလောက်ကလာယူပြီးငွေသားနဲ့သာပေးချေသွားတဲ့အကြောင်းစုံကိုဦးမင်းမောင်တို့အဖွဲ့အားပြောပြလိုက်တယ်။ဦးမင်းမောင်တို့အဖွဲ့ကလည်းတဲလွန်စတချို့ရရှိပြီးတဲ့နောက်မှာတော့ဝက်ရှော့အလုတ်သမားအားအကြောင်းထူးရင်ဆက်သွယ်ရန်မှာကြားခဲ့ပြီးကားမီးလောင်မှုမှာတေဆုံးခဲ့ရတဲ့အလောင်း၄လောင်းရှိတဲ့အလောင်းခွဲစိတ်မှုခင်းဆရာဝန်စီတို့ဆက်လက်စုံစမ်းရန်ထွက်သွားကြပါတယ်။မှုခင်းဆရာဝန်ကမီးလောင်ထားတဲ့အလောင်းများကိုစစ်ဆေးပြီးတဲ့နောက်သိရတာကတော့တေဆုံးသူများမှာအမျိုးသမီးအလောင်း3လောင်းနဲ့အမျိုးသားအလောင်း1လောင်းဖြစ်ကြောင်းဦးမင်းမောင်အားပြောပြတယ်။တေဆုံးသူအမျိုးသားကတော့မီးလောင်တန်ရာမရခင်ကတည်းကရှည်လျားတဲ့အရာတစ်ခုနဲ့ထိုးသွင်းခံရပြီးလယ်ပင်မှာလည်းအခုတ်ခံထားရတဲ့ဒဏ်ရာတွေကြောင့်တေဆုံးနေပြီဖြစ်ကြောင်းပြောပြတယ်။ထပ်ပြီးတော့တေဆုံးသူအမျိုးသမီး3လောင်းထဲမှာ2လောင်းဟာမီးလောင်တန်ရာကြောင့်သာတေဆုံးရတာဖြစ်ပြီးနောက်1လောင်းကတော့နောက်စေ့မှာအတွင်းတန်ရာနဲ့တွေးထွက်လုံပြီးမတော်တဆမှုမတိုင်ခင်တေဆုံးပြီးသားဖြစ်ကြောင်းပြောတယ်။မိန်းကလေး3ယောက်လုံးကမရင်းကျင်ခံထားရခြင်းလည်းမတွေ့ဘူးအပြူလေးများသာဖြစ်ကြောင်းပြောတယ်